ကျွန်တော်ဒီ YouTube channel ကနေပေါ့နော်လာမိတဲ့လူရှိတယ်ဒီ TikTok ကနေကျွန်တော်လာမိတဲ့လူရှိတယ်ပေါ့နော်ကျွန်တော် content writer နဲ့ copywriter နှစ်ခုကပါကွာလဲပေါ့တကယ်တော့ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တို့ကဒီ job ပေါ့နော်ဒီ job application ဒီအလုပ်တွေခေါ်ပြီးဆိုရင်ကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့နော် copywriter ခေါ်တာတော်တော်နည်းတယ် copywriter တီးတန့်ဆိုပြီးခေါ်တာအရင်ကနည်းတယ်ပေါ့နော်ကျွန်တော်တို့ content writer ခေါ်တယ် content writer ကပဲ copy ရေးရတာများတယ်ပေါ့နော်ဒီ copywriter ဆိုပြီးကျွန်တော်တီးတန့် job scope copywriting လုပ်ဖို့ job scope ဆိုပြီးကျွန်တော်တို့ပေးတာအရင်နည်းတယ်ဒီ content writer တယောက်ကဒီကျွန်တော်တို့ medium အကုန်လုံးတော့ content တွေရေးရတယ်ဒါအပြင်ကျွန်တော်တို့ကြော်ညာစာပေါ့နော် copy တွေကိုလည်းသူ့အနေနဲ့ဒီ landing လုပ်ပြီးတော့သူ့ရဲ့ job ထဲမှာပေါ့နော်ထည့်ပြီးတော့ရေးရလေးရှိတယ်အဲ့တော့ copywriter တီးတန့်ကြော်ညာစာရေးလို့တီးတန့်ဆိုပြီးကျွန်တော်တို့ခေါ်တာမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့မှာဒီသုံးလုံးနဲ့ပတ်သက်ရင်ဒီ junior level မှာဆိုရင်စိတ်နေတာရှိတယ်နောက်ဒီသုံးလုံးနဲ့ပတ်သက်ပြီးဒီအနေငယ်ပေါ့နော် confuse ဖြစ်နေတာ confusion ဖြစ်နေတာလေးဒီမရှင်းဖြစ်နေတာလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ video မှာတော့ပေါ့နော်ဒီကျွန်တော်တို့ content writer နဲ့ copywriter ပါကွာလဲဆိုတာကျွန်တော်9နှစ်သားလေးတယောက်နားလဲအောင်ပေါ့နော်ကျွန်တော်ရှင်းပြပေးသွားမယ်ပေါ့နော်ဒီ9နှစ်သားကျွန်တော်နားလဲတော့တဲ့ example တွေနဲ့ကျွန်တော်ပြပြပေးသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ခဏတော့ဥပမာဒီခုနဲ့စကြည့်မယ်ပေါ့နော်ကျွန်တော်တို့လူတိုင်းကကျွန်တော်တို့မုံစားရတာကြိုက်တယ်ပေါ့နော်ဒီပုံမြင်နားထောင်ရတာလဲကျွန်တော်တို့ကြိုက်ကြတယ်ဒီနှစ်ခုလုံးပေါ့နော်ကျွန်တော်တို့ဒီလူတွေကိုစိတ်ကျဉ်နေစေတယ်ဒီကျွန်တော်တို့မုံစားရတာလူတိုင်းကြိုက်တယ်ပုံမြင်နားထောင်ရကျွန်တော်ကြိုက်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ digital marketing တွေပဲမှာလည်းပေါ့နော်ကျွန်တော်တို့ကဒီလူတွေကိုပုံပြောတဲ့လူတယောက်ရှိမယ်နော်ဒီမော်ရောင်းတဲ့လူရှိမယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒီရှိတယ်ဆိုပြီးနှစ်ယောက်ကိုကျွန်တော်တို့မှတ်ထားလိုက်ပေါ့နော်ကျွန်တော်တို့တယောက်ကကျွန်တော်တို့ပုံပြောပြမယ်လူနောက်တယောက်ကမော်ရောင်းမယ်လူအဲ့တော့ကျွန်တော်ဒါတွေဘာလို့ပြောနေလဲဆိုရင်ကျွန်တော်အနောက်မှာချိန်သွားမယ်အဲ့ဒါမှန်တွေကဒါအဓိကဖြစ်လို့ပေါ့နော်ဒီပုံမြင်ရောင်းတဲ့လူနဲ့မော်ရောင်းတဲ့နှစ်ယောက်ကိုကျွန်တော်ဒေချာလေးမှတ်ထားလိုက်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်တို့ content နဲ့ copywriter ကိုခွဲပြီးဆိုရင်ကျွန်တော်တို့အယိုးရှင်းဆုံးခွဲမယ်ဆိုရင်ကျွန်တော်တို့ content writer ကိုကျွန်တော်တို့ကပုံမြင်ပြောပြတဲ့တကယ်ချင်းဆိုပြီးကျွန်တော်တို့မှတ်လိုက်ပေါ့နော် copywriter တကယ်ချင်းကျွန်တော်မှတ်လိုက်လို့ရတယ် content writer တွေကကျွန်တော်တို့ဘာလုပ်လဲဆိုတော့အဓိကကတော့ကျွန်တော်တို့ပေါ့နော်ဒီ context တစ်ခုပေါ့နော် story တစ်ခု context တစ်ခုကျွန်တော်တို့ပြောပြမယ်ဘူတူတာတွေဝေးပြမယ်ပေါ့နော်သူ့ရဲ့လုပ်ပေါ့ဒီသူ့ရဲ့ main job ကပါလဲဆိုတော့ကျွန်တော်တို့ပုံမြင်နေဒီချစ်တက်လာအောင်သူ့ကိုယုံကြည်လာအောင်အချိန်ပေးပြီးလုပ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဟာကို product ဆိုတဲ့စကားလုံးနဲ့ကျွန်တော်တို့အစားထိုးကြည့်လိုက်ပေါ့နော် content writer ဆိုတာကျွန်တော်တို့ product အကြောင်းပြောပြနေသူအဲ့တော့ content writer ဒီ product အကြောင်းတွေပြောပြမယ်ဒီ knowledge sharing တွေလုပ်မယ်ပေါ့နော်အဲ့တော့သူ့ရဲ့လုပ်ကပါလဲဆိုတော့ဒီ product တွေကိုချစ်လာအောင်ဒီ product တွေကိုဒီ customer တွေယုံလာအောင်ပေါ့နော်သူအနေနဲ့လုပ်မယ်သူအဲ့တော့ကျွန်တော်တို့ဒါဒီ content writer ဆိုတာဘာလဲဆိုတာရှင်းပြီးထင်တယ်အဲ့တော့ကျွန်တော်တို့ဒီဆက်သွားမယ်ဆိုရင်ကျွန်တော်တို့က copywriter ကိုကျွန်တော်တို့ကဘယ်လိုပြောလဲဆိုတော့ copywriter ကိုကျွန်တော်တို့မို့ရောင်းတဲ့လူတော့မှတ်လိုက်ပေါ့နော်မို့ရောင်းတဲ့လူမှတ်လိုက်ကျွန်တော်မို့စီးတဲ့နေမှာမို့ရောင်းတဲ့လူအဲ့လိုမျိုးကျွန်တော်မှတ်ကြည့်လိုက်အဲ့တော့ copywriter ကဘာလုပ်လဲဆိုတော့ဒီမုတ်ကဘယ်လိုကောင်းပါလဲဒီမုတ်ကဘာ feature တွေပါတယ်အဲ့ဒါမပြောဘူးပေါ့နော် copywriter ဘာပြောဆိုဒီမုတ်လေးအရင်ကောင်းတယ်လာစားလာဝယ်check in လာဝယ်ဒါစားလို့ကောင်းတယ်ဘူးချင်းဝယ်ထားလိုက်တော့အဲ့လိုမျိုးပြောတဲ့လူမျိုးပေါ့နော် copywriter အဲ့လိုမျိုးအဲ့တော့သူ့ရဲ့လောက်ကဘာလုပ်ချင်လဲဆိုတော့ကျွန်တော်တို့ဒီ customer တွေကျွန်တော်တို့ဒီဥမှာပေါ့တခုလုပ်ချင်တယ်သူရှာနေဝယ်ချင်အောင်စားချင်အောင်ဆွဲဆောင်တာအဲ့တော့ကျွန်တော်ဒီမုတ်ရောင်းတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ product ဆိုတဲ့စကားလုံးလေးကျွန်တော်အစားထိုးကြည့်လိုက်ပေါ့နော်အဲ့တော့ copywriter product ရောင်းတယ်လို့ဒီ product လေးကအရင်ကောင်းတယ်အခုချင်းဝယ်သုံးလိုက်တော့အဲ့လိုမျိုးပြောတဲ့လူမျိုးပေါ့နော်အဲ့တော့ content writer အရှိမ product အကြောင်းကိုချစ်ခင်အောင်သူကလုပ်လာတဲ့ product ကိုသူအမျိုးသူပုံစံမျိုးစုံနဲ့ product အားသာချက်တွေကောင်းကြောင်းတွေကိုပြောလာတယ်တောက်လျှောက်သူကျွန်တော်တို့နေရင်းနှီးအောင်လုပ်လာတယ်ကျွန်တော်နေတဲ့ဘဝတွေမှာ product က design တစ်စိတ်တစ်ပိုင်းပါနေတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်လုပ်လာတယ် copywriter ကြောင့်ဘာလို့လဲဆိုတော့ဒီ product ကကောင်းတယ်ဝယ်လိုက်တော့ဒီ product ဒီလိုကောင်းတယ်ဝယ်လိုက်တော့သုံးလိုက်တော့အဲ့လိုပြောတာပေါ့နော်အဲ့တော့ copywriter action ကိုကျွန်တော်တို့ပို့ပြီးတော့ဥစားပေးတယ်ကျွန်တော်တို့ action လူတွေကိုတစ်ခုခုလုပ်ချင်အောင်စွာပေးတဲ့အချိန်မှာ copywriter ပို့ပြီးပြောတယ် content writer ကြောင့်ကျွန်တော်တို့ trust building တွေကျွန်တော်တို့ဒီအမြဲတမ်းဒါနဲ့ exposure ဖြစ်နေဖို့ထိတွေ့နေဖို့ပြောတဲ့အချိန်မှာကျွန်တော်အရင်အသုံးဝင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တကယ်တမ်းဘာတွေကွာဝါလဲပေါ့နော် content writer နဲ့ copywriter ဘာတွေကွာဝါလဲအဲ့တော့ content writer ကကျွန်တော်တို့ခင်မင်းရင်းနှီးမှုတိဆောက်တယ်ပေါ့နော် page relationship ကျွန်တော်စကားလုံးလေးနဲ့ပြောရင်တကယ်ချင်းဖြစ်ကြအောင်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ copywriter ကကြတော့ကျွန်တော်တို့တစ်ခုခုဖြစ်အောင်လုပ်ဖြစ်တိုင်တော့နဲ့ drive action လုပ်တယ်ပေါ့နော်ဒါလေးဝယ်လိုက်တော့ဒါလေးနှိပ်လိုက်တော့အဲ့လိုမျိုးအဲ့တော့ content writer နဲ့ copywriter ကြားမှာ
content writing ကကြတော့ကျွန်တော်တို့ဒီ content writer တယောက်ကကျွန်တော်တို့အချိန်များများပေးကျွန်တော်တို့ဒီ program ကိုချစ်ခင်လာအောင်လုပ်တယ်ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ပြောတယ် copywriter ကကြတော့ကျွန်တော်တို့တစ်ခုခုလုပ်ဖြစ်လာအောင်တိုက်တွန်းတယ် direction လုပ်တယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ကဒီလို option နှစ်ခုလုံးကလူတစ်ယောက်ထဲမှာလုပ်လို့ရနေတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တို့ကဒီတက်အဲ့လိုခွဲပြီးခေါ်တာအရင်ရှားတယ်ပေါ့နော် copywriter တည်တဲ့ဆိုပြီးခေါ်တာရှားတယ် content ကို copy ရောတွဲလုပ်နိုင်တဲ့လူကပို့ပြီးတော့ demand များတယ်ပို့ပြီးတော့အလုပ်တွင်ကျဲတယ်အလုပ်တွေပို့ရလွယ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က skill နှစ်ခုလုံးကျွန်တော်တက်ထားဖို့ကြီးတယ်တကယ်တော့ဒီ skill နှစ်ခုကကြည့်ရင်တော့ဒီအပေါ်ရလေးကြည့်ရင်တော့တူတယ်အောင်ထင်ရမိမယ်ပေါ့နော်ကျွန်တော်တို့အရန်တော့အဲ့လိုကွာတာတွေတော့ရှိတယ်ပေါ့နော်ကျွန်တော်ကွာတာတွေရှိတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဒီကိုအားထုတ်ရတဲ့ပုံစံကိုလှုပ်ဆောင်ရတဲ့ပုံစံတွေကကွာတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကျတော့ဒီနောက်ခုအဲ့လိုရှင်တွဲနေနိုင်မှာပဲကိုကအနိုင်ဆုံး agency မှာပေါ့နော် junior level ဝင်တော့ content basic copy basic တော့ရေးတတ်ဖို့တော့လိုတယ်ပေါ့နော်အဲ့ဒါမှမရေးတယ်တော့ခင်ဗျာဘာမှရေးဒီဖြစ်လာမှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ content နဲ့ copy ကိုနှစ်ခုလုံးကိုကျွန်တော်တို့ကအဲ့လိုနဲ့ဘာမှအဲ့လိုတစ်ခုဒီစိုက်ကြီးမဟုတ်တော့ပေါ့နော်ကျွန်တော်တို့ t-shape scale လို့မျိုးfor ရတစ်ခုတည်ကောင်းတယ်တစ်ခုနည်းနည်းလေးလုပ်ပေါ့နော်အဲ့လိုမျိုးဒီကျွန်တော်တို့နှစ်ခုလုံးကိုရင်းနှီးနေဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ YouTube video တစ်ခုနဲ့ကျွန်တော် example ပေးပြမယ်ပေါ့နော်ပေးပြမယ်ဆိုရင်ကျွန်တော်တို့ YouTube video တစ်ခုလုပ်လိုက်ပြီးပဲဆိုပါတော့ကျွန်တော် video တွေလုပ်ထားတယ် video တိုက်တယ်ပေါ့နော်ကျွန်တော် video တိုက်တယ် clip နှိပ်ချအောင်ရေးတာကျွန်တော်တို့ copywriting ရဲ့အလုပ် copywriter ရဲ့အလုပ်ပေါ့နော်အလုပ် script content အခုကျွန်တော် script ရေးတာကျွန်တော်ခင်ဗျားတို့ကိုပြောနေတယ်အားတွေပြောနေတယ်ဒီ script content ပေါ့နော်အဲ့ဒါကြတော့ဒီကြည့်ရတဲ့တန်ဖိုးရှိအောင်ဒီ value တွေထည့်တာအချက်လက်တွေပါတယ်ပါမယ်ပြောတာဟို script ကို framework ချတာအဲ့ဒါ content writing လို့ပေါ့နော်အဲ့တော့ဒီနှစ်ခုပေါင်းပြီဆိုမှကျွန်တော်တို့ကဒီ fan တွေရလာမှာပေါ့နော်ကျွန်တော်ဒီလိုအပ်တဲ့ကျွန်တော်လိုချင်တဲ့ fan တွေကျွန်တော်လိုချင်တဲ့ group တွေရလာမှာပေါ့အဲ့တော့နှစ်ယောက်လုံးကဘယ်သူကကောင်းတယ်ဘယ်သူကကျွမ်းတယ်ဘယ်သူကမှအဲ့လိုထူပြီးခြုံထွက်နေတာမရှိဘူးနှစ်ယောက်လုံးကသူ့လို့သူလုပ်တယ်ကျွန်တော်နိုင်ငံမှာတော့အဲ့နှစ်ခုလုံးတယောက်တည်းကပေါင်းမှာတာပေါ့လေအဲ့လိုမျိုးကျွန်တော်တို့ယူဆလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ content writing ကို copywriting ကိုနှစ်ခုလုံးသိဖို့လိုတယ်ကိုက clip တွေနှိပ်လာအောင်လုပ်တတ်ဖို့လည်းအရေးကြီးတယ်ဒီ clip နှိပ်လာပြီးတော့ customer ကဘာရမှာလဲဒီ clip ကိုနှိပ်လိုက်ပြီး customer ဘာရမှာလဲ customer value ရမှာလဲဆိုတော့ဒီ value ကိုလည်း content writing နဲ့ကျွန်တော်ပေးတတ်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာပေါ့နော်ကျွန်တော်တို့နှစ်ချုပ်လိုက်မယ်ဆိုရင်ဒီ video မှာကျွန်တော်တို့ content ကို content ဆိုတာကျွန်တော်တို့ချက်အောင်လုပ်ဖို့အဓိကပေါ့နော် content ချက်အောင်လုပ်ဖို့ကျွန်တော်တို့လိုတယ် content ကျွန်တော်တို့ customer တွေချက်အောင်လုပ် customer တွေရင်းနှီးအောင်လုပ်ဒီ friendly ဖြစ်နေအောင်လို့ copy နဲ့ကျွန်တော်တို့ဝယ်အောင်လုပ်ပေါ့နော်အဲ့တော့ကျွန်တော် result ကတော့ဒီနှစ်ခုလုံးကိုကျွန်တော်တို့က balance ဖြစ်သုံးနိုင်မယ်သူ့ဟာနဲ့သူရှင်းရှင်းလင်းလင်းလုပ်နိုင်မယ်ဆိုရင်ဒီလုပ်ငန်းဒါမှမဟုတ် channel ကကျွန်တော်တို့ဘယ်လိုပဲဖြစ်အောင်မြင်သွားမှာပဲပေါ့နော်ဘယ်လိုပဲဖြစ်ကျွန်တော်အဆင်ပြေပါမယ်အဲ့တော့ကိုယ် content နဲ့ customer တွေကိုတောက်လျှောက်အမြဲတမ်း engage လုပ်နေ customer တွေကိုရောင်းတော့မဲ့ချိန်ကျရင် copy နဲ့ကိုကဒီသူတို့ conversion ဖြစ်အောင်လုပ်သူတို့ဝယ်အောင်လုပ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဒီ brand ကိုလူတွေကအရင်ရင်းနှီးနေမယ်ဒီ brand ကိုလူတွေကဒီတစ်ခုခုဆိုတာနဲ့ဒီ brand ဒီကျွန်တော်ဆိုလဲလူပေါ့နော်လူဆိုလဲလူကိုတန်းမြင်နေအောင်ကျွန်တော်တို့ content copywriting နှစ်ခုရဲနဲ့ကစားပါလို့ရတယ်ပေါ့နော်အဲ့တော့ဒါ content နဲ့ copywriting ကဘာကွာလဲသူတို့နှစ်ယောက်ကဒီဘာ feature တွေဘာ feature တက်ဆိုင် sorry ဒီသူတို့နှစ်ယောက်ကြားထဲမှာပေါ့နော်ကွာဟာချက်ကဘာတွေရှိလဲဘသူကဘယ်ပိုင်းအောင်ဘယ်လိုတာဝန်ယူရလဲဆိုတာကျွန်တော်ဒီအရှင်းဆုံးနဲ့အယူရှင်းဆုံးနားလည်အောင်ရှင်းပြပေးသွားတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကနေဒီ content writing ကိုလည်းပတ်သက်တာလေးကိုဒီနားလည်သွားပြီးတော့ကျွန်တော်ယူဆတယ်အဲ့တော့ question တွေရှိရင်ကျွန်တော်တို့ဒီဗီဒီယိုအောက်မှာပေါ့နော်ကျွန်တော်မေးခဲ့လို့ရတယ် content writing နဲ့ copywriting နဲ့ပတ်သက်ရင်ဒီသိချင်တာဒီ framework တွေနဲ့ပတ်သက်ပြီးသိချင်တာကျွန်တော်သုံးနေတဲ့ AI နဲ့ပတ်သက်ပြီးသိချင်တာရှိရင်အချိန်မျိုးကျွန်တော် TikTok YouTube Facebook နဲ့အချိန်မျိုး reach out လာလို့ရတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်